NLD ကြက်ခိုင်ပတ်လေရိုက်ပြီးတော့မှသူသမရလုံးမဲ့ကိုသမရလုံးမဲ့ပတ်ပြီးဆက်ရန်ဖြစ်နေချင်းနောက်နှစ်20လောက်ရတီမောလဲကျွန်တော်တို့ကြော်သွားပါလိမ့်မယ်ကျွန်တော်တို့ရန်ဖြစ်တဲ့အချိန်ကြီး stop shop ရပ်ဖို့လိုပါပြီ shop ဖို့တော့မဟုတ်ဘူးကျွန်တော်တို့ shop ရပ်ဖို့လိုပါပြီကျွန်တော်တို့မြန်မာလူမျိုးကဘလောက်တောင်ပေါင်းမလုပ်တက်လဲဆိုတော့အားကစားမှကြည့်ပါမြန်မာအသင်းရွှေရတဲ့အားကစားနည်းတွေကိုကြည့်ကြည့်ပါအခု SEA Games ဆိုတာကျွန်တော်တို့ပထမဆုံးနေ့မှာချင်းလုံးနဲ့စဖွင့်မယ်ရွှေ9ခုမှန်းထားတယ်ချင်းလုံးဆိုတာဘယ်သူမှမခက်တတ်ဘူးအဲ့တော့ဝင်ပြိုင်မဲ့အသင်းတွေမြန်မာအသင်းကနှစ်ပတ်တိတိနီးပြလောက်ရတယ်ဒီလိုခက်အဲ့လိုမှန်ပြီးစော့တာတော့မှကျွန်တော်တို့ရွှေ9ခုမှာ6ခုပဲရတယ်ခြေချော်ပြီးရိုးရတစ်ခုရပါတယ်အားလုံးတွေ့ပါပေါ့အပေါ်မှာဟိုထောင်ထားတယ်လေချင်းနဲ့ဟိုတန်းခတ်ရတယ်ချော်ကြရိုးရကြည့်ရနှစ်ပတ်ပဲကျင်သွားတာရိုးရအခြေခံရှိတာဟုတ်အဲ့တော့ကျွန်တော်တို့တွေဟာမြန်မာတွေSEA Games ဆိုတာဘယ်တွေမှာရွှေရလဲတယောက်ချင်းပြန်ရတဲ့ကစားနည်းတွေပါမြန်မာတွေရွှေရတယ်မြားပြစ်အလေးမ body building တယောက်ချင်းပြန်ရင်မြန်မာတွေတိတ်တော်တယ်9ယောက်အထက်ပြန်ပြီးဆိုရင်မြန်မာတွေစကွဲပြီ9ယောက်အထက်ပြန်ရင်မှာကြောကြောင်နေလုပ်ပြီဟိုကောင်ပေးမလို့ဒီကောင်ပေးမလို့နဲ့ကျွန်တော်တို့တွေတကယ်မှာတကယ်ကမ္ဘာအိုလံပစ်မှာမြားပြစ်ကရွှေရတာလဲရွှေပဲရွှေတစ်ခုဘောလုံးအသင်းကရွှေရလို့ရွှေ20ခုမတွက်ဘူးနော်ကျွန်တော်တို့ကဘောလုံးအသင်းကရတဲ့ရွှေလဲကောက်လို့တစ်ခုပါပဲသို့တော့ကမ္ဘာအိုလံပစ်မှာဘောလုံးကရတဲ့ရွှေဆိုလက်မထောင်နဲ့ဘာဖြစ်လို့လဲလူ21ယောက်ညီညွတ်မှရတာတယောက်တည်းတော်လို့ရတာမဟုတ်ဘူးရွှေတစ်ခုချင်းတူဒါ pride 21ယောက်ညီညွတ်ဖို့ဆိုတော့လွယ်တာမဟုတ်ဘူးဟိုမှာတယောက်ချင်းပြန်ရတဲ့အစွမ်းပြကစားနည်းတွေတယောက်တော်ရင်မွေးရရင်ရပြီသို့တော့မြန်မာအသင်းကတော့နည်းနည်းလွန်နေပြီကျွန်တော်မွေးကလေးကသူကသင်ခန်းစာယူတာပဲရှိတယ်သူပေးတာတစ်ခါမှမရှိဘူးအဲ့ဒါတော့နည်းနည်းတရားလွန်တယ်မြန်မာနိုင်ငံ institution လို့ခေါ်တဲ့နှစ်တရာတက်တန်းအထက်ရှိတဲ့ institution လို့ခေါ်တဲ့အဖွဲ့အစည်းဟာမြန်မာနိုင်ငံမှာတက်မတော်တစ်ခုပဲရှိပါတယ်ဒါကျွန်တော်တို့ကတက်မတော်ကလည်းသူကဘေးဘင်းသူတွေကိုဖွဲ့လို့မရအောင်လုပ်ခဲ့တာလည်းပါတယ်သို့သောတကယ်လည်းမြန်မာနိုင်ငံမှာစမ်းစစ်ကြည့်နှစ်တရာတက်တန်းအထက်ရှိတဲ့စစ်မှန်တဲ့ institution လို့ခေါ်တဲ့အဖွဲ့အစည်းကတက်မတော်တစ်ခုပဲရှိတယ်မြန်မာလူမျိုးကနိုင်ငံရေးပါတီစီးပွားရေးနိုင်ငံရေးလူမှုရေးနှစ်တရာတက်တန်းအထက်ရှိတဲ့အဖွဲ့အစည်းဆိုလို့တခုမှမရှိဘူးသို့တော့ရှာရှာပါပါနဲ့မလွန်ဆန်လူအသိဆိုတာရှိပါတယ်သူတော်ဆန်လူနေလို့ပြဿနာမတက်တာပါကျွန်တော်တို့တွေကနိုင်ငံရေးပါတီကြီးတွေဆိုတော့ဖဆပါလာနှစ်ချမ်းကွဲတယ်အခုလည်းကျွန်တော်တို့အားကိုးရတဲ့ပါတီဘယ်နှစ်ချမ်းကွဲသွားတယ်အားလုံးသိတယ်နော်ဒေါ်အောင်ဆန်းစုကြည်မလို့လာမီဒီယာကွဲနေတာပြောင်းလဲချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီလည်းတမနာကြီးဦးသိန်းစေကပါတီခွဲထောင်မလို့နဲ့လေးတန်းနေပြစ်နေပြီအဲ့ဒါလည်းကွဲမယ်ဆိုရင်ပါတီကြီးမှန်တယ်များနှစ်ချမ်းကွဲတဲ့မြန်မာအစင်လာမှန်ပြီကျွန်တော်တို့တွေဟာပေါင်းလို့တက်တဲ့အလေးချင်းမရှိခြင်းကြောင့်ကျွန်တော်တို့နိုင်ငံဒီ system လွဲမှားခြင်းကြောင့်အောက်ကိုထိုးကြခြင်းဖြစ်တယ်ကျွန်တော်တို့အရေးအချင်းမရှိလို့မဟုတ်ဘူးကျွန်တော်တို့မှာ resource ကိုခေါ်တဲ့ရင်းမြစ်မရှိလို့မဟုတ်ဘူးဆိုတာသိစေချင်ပါတယ်